ချာလီနဲ့ဒီပြတ်သွားတဲ့ပေါ်မှာခုလိုစကားတခွန်းပြောလိုက်တဲ့ဝိယမုံနိုင်ရုတ်တရက်ချက်ချင်းဆိုသလိုအားလုံးအံ့ဩသွားစေကြတာကတော့ပရိသတ်တွေအားကြခဲ့ရတဲ့စံပြဆောင်တွေချာလီနဲ့ဒီတို့ရဲ့လမ်းခွဲမှုသတင်းပဲဖြစ်ပါတယ်။ခုနှစ်နှစ်ဆိုတဲ့အချိန်ကာလတစ်ခုတည်းအောင်မြင်မှုတွေခက်ခဲတွေကိုအတူလက်တွဲကြော်ဖြတ်လာခဲ့ကြတဲ့သူတို့နဲ့ဦးရဲ့တန်ရုံးစင်ဆုံးသက်ဟာပရိသတ်တွေတော်တော်လက်ခံရခက်တဲ့ချိန်တွေတစ်ခုပါ။ဒီလိုချိန်တွေနဲ့တူအပြစ်တင်ခံရတာကဝိယမုံနိုင်မှာအားလုံးသိကြတဲ့အတိုင်းချာလီနဲ့ဒီတို့ဟာနုပညာလောကတွေကိုမဝင်ရောက်ခင်ဘာမှမရှိသေးတဲ့မော်ဒယ်ဘွားတွေကတအုပ်ကိုတအုပ်သစ္စာရှိလက်တွဲလာခဲ့ကြတာပါချာလီကနိုင်ငံကျော်မင်းသားဖြစ်ခင်ဒီကလည်းနိုင်ငံကျော်လာမယ်တူဖြစ်ခင်တွေကသူတို့နှစ်ဦးဟာအနုပညာခီးလန်းကိုတူတူရုန်းကန်လာခဲ့ကြတာပါအောင်မြင်လာတဲ့အချိန်မှာတောင်မှတယူတရားလက်တွဲခဲ့ကြလို့အားလုံးကသစ္စာရှိတဲ့ဆုံးတွဲလို့သတ်မှတ်ခဲ့ကြတာပါအခုတော့ချာလီနဲ့လူမှုကွန်ရက်ပေါ်က post တွေရာသူတို့နှစ်ဦးရဲ့ခရီးတာခီးလန်းဟာလမ်းခွဲခြင်းနဲ့ဆုံးသက်သွားပြီဆိုတာပေါ်လွင်နေပါတယ်ဒီလမ်းခွဲမှုမှာပရိသတ်တွေအဓိကလည်းညှို့ထိုးနေတာကတော့မင်းသမီးဝိယမုံနိုင်ကိုပါပဲချာလီနဲ့ဝိယမုံနိုင်တို့ဟာအမုံမြင့်ဆိုတဲ့ရုပ်သံဇာတ်လမ်းတွေမှာဇနီးမောင်နှံဖြစ်အသက်ဝင်လုံးအောင်တရုပ်ဆောင်နိုင်ခဲ့ကြပါတယ်သူတို့ရဲ့အတွင်းညီမှုဟာပရိသတ်တွေကြားမှာရန်ကိုပေါက်သွားခဲ့ပြီးအပြင်မှာတကယ်တွဲစေခြင်းနဲ့လို့မျှပေးကြတဲ့ပရိသတ်တွေလည်းအများအပြားရှိခဲ့ပါတယ်။ဒီဇလန်တွေအောင်မြင်ပြီးနောက်မှာသူတို့နှစ်ဦးဟာအနုပညာလုပ်တွေကိုဇက်တိုက်တူတူလုပ်ခွင့်ရလာသလိုခရီးတွေလည်းတူတူသွားခဲ့ကြပါတယ်။ဒီနေရာမှာပဲပရိသတ်တွေကဝိယမုံနိုင်ရဲ့အနေထိုင်လိုက်မသိမှုကိုစတင်ဝေဖန်ကြတာပါ။ချာလီမှာ9နှစ်တွဲလာခဲ့တဲ့ချစ်သူတီရှိနေတာကိုတီလီယန်နဲ့ဝိယမုံနိုင်အနေနဲ့အနေထိုင်မစင်ခြင်းဘူးအလို့သဘောထက်ပေါ်တဲ့ရင်းနှီးမှုတွေပြသနေတယ်ဆိုပြီးဆွဆွဲလာခဲ့ကြတာပဲဖြစ်ပါတယ်။ဒီလိုဝေဖန်မှုတွေနဲ့ဆွဆွဲချက်တွေပြင်းထန်လာတဲ့အခါမှာတော့မင်းသမီးဝိယမုံနိုင်ကငြိမ်မနေတော့ပဲသူမရဲ့သဘောထားကိုပြပြတသားပြောလာပါတယ်။သူမကတော့2026နှစ်သစ်မှာစိတ်သိလူတဲ့နဲ့အေးကြကြဖြစ်တဲ့ကျင်နာဖြစ်ပြီးဒီလိုမစီမဆိုင်တဲ့ကိစ္စတွေထဲမှာသူမကိုမဆွဲထည့်ဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ကျမကတော့နှစ်သစ်မှာစိတ်သိလူတဲ့နဲ့ပဲနေပါတယ်။မဟုတ်ကသတင်းတွေကိုရှုံပြီးကျမကိုလာပြည့်တင်တာမျိုးမလုပ်ကြပါနဲ့လို့ဝိယမုံနိုင်ကပြန်လဲဖြေရှင်းထားပါတယ်။ဝင်းရမုံနိုင်မှာလေသူမရဲ့ချစ်သူစစ်သူဝင်းရှိနေတာဖြစ်လို့ဇကားတွေကတွဲညီမှုကိုအပြင်အထိဆွဲမသွင်းကြဖို့နဲ့သူမရဲ့အနုပညာလုပ်ပေါ်မှာလည်းအာရုံစိုက်ပေးဖို့သူမကဆိုပါရီတကယ်တော့ချာလီနဲ့ဒီလိုလန်ခွဲတာဟာဝင်းရမုံနိုင်ကြောင့်လားဒါမှမဟုတ်9နှစ်ကြာလာခဲ့တဲ့အခါမှာဖြစ်ပေါ်လာတဲ့သူတို့နှစ်ဦးကြားကနားလည်မှုလွဲမှားခြင်းနေလားဆိုတာကတော့ကဲကဲရှင်တွေသာအသိဆုံးဖြစ်မှာပါအချို့ကတော့ဒါချာလီရဲ့အနုပညာလှူရှားမှုတခြင်းဒါမှမဟုတ်ဇလန်တွေတစ်ခုတည်းလူစိတ်ဝင်စားအောင်လုပ်တဲ့ဟာတစ်ခုဖြစ်နိုင်တယ်လို့ဒါမှယူဆကြပါသေးတယ်ဒါပေမဲ့အရင်ကလည်းလွှမ်းပိုင်နေဝီဆော်စာတို့ဖြစ်ရမှာမင်းသမီးတယောက်ကြောင့်လမ်းခွဲခဲ့မှုတဲ့တာရကရှိခဲ့မှုတာကြောင့်ပရိသတ်တွေကတော့ချာလီရဲ့ပြုမှုပေါ်မှာစိုးရိမ်နေကြတာပါခြုံငုံကြည့်ရမယ်ဆိုရင်ချာလီနဲ့ဒီတို့ရဲ့လွမ်းခွဲမှုဟာအပြောအများဆုံးဆဲလေးသတင်းတစ်ခုဖြစ်နေပါတယ်ဝင်းရမုံနိုင်ကတော့သူမနဲ့မဆိုင်ကြောင်းညှင်းဆိုထားပေမဲ့ပရိသတ်တွေကတော့ဆက်လက်စောင့်ကြည့်နေကြဆဲပါဘာပဲဖြစ်ခုနှစ်တာတန်ရောစင်ကိုအလွယ်တကူဖြတ်တောက်လိုက်တာဟာနှမျောစရာကောင်းလာပါတယ်ကဲပရိသတ်ကြီးတို့ရောချာလီနဲ့ဒီတို့ရဲ့လမ်းခွဲမှုမှာဝင်းရမုံနိုင်ကတကယ်ပဲပြစ်ရှိရလို့ထင်ပါသလားဒါမှမဟုတ်ချာလီနဲ့ဝင်းရမုံနိုင်တို့ဟာပိုးလိုက်ဖက်တယ်လို့ထင်ကြလားမိမိတို့ရဲ့အမြင်လေးကိုလည်းကွန်မန့်မှာပြောခဲ့